မိသားအတန်စကေးဒီလိုမျိုးထားမယ်နာအိုးထဲမှာသာသမီအဝါကျိုးမဟုတ်လားဟုတ်ပါတယ်အဝါကျိုးဒီကနေအခရောထဲမှာဒီရောက်နေတော့ဒီကနေရောက်ပြီဆိုရင်နောက်ကျိုးပင်ဖက်လာမယ်အနောက်မီကြီးနော်နောက်မီကြီးကောမီနော်ဥပမာမီမလျာသိဘူးဆိုရင်bắt thời vào mình nó bảo hả mi lố xí xì mà nó ở ngoài chỗ có mi hở mi lố có mà con xí xì mà anh đó mà nè nó xí để chùa và bị nhận đọc lấy nè là mấy mi gì mình hiểu ở chỗ mà mi lố đọc có thể con này nó ở bọn chú sẽ nói thôi nè chú ở ngoài chỗ có mi bi anh nói chú xí xí xe mà bảo là vậy anh nói chú ở xây nóဒီအစိတ်ကျွေးနေရာနေကြိုးသွားပြီပေါ့တဘောတရားကနေရာမျိုးနေမယ်လေဒီကနေအစိတ်ကျွေးမှလည်းနေရာနေနောက်တစ်စိမ်ပြန်စစ်စီမှနေရာနေလာခရောင်းကျွေးရတယ်ဒီမှာရတယ်နော်ဆက်နောက်ကျွေးရတယ်ပေါ့ဒီမှာဟုတ်လားပြီးနေရာနေရတယ်နေရာနေအစိတ်ကျွေးဒီဘက်ကျွေးတူတူပဲနော်ဆက်အနှုတ်ကျိုးအဲအရာဥပမာစစ်စီနေရာနေပြဿနာတဘောတရားစစ်စီကောပြီးဆိုရင်ပြဿနာနဲ့တခုခုတွေ့ပါတယ်ဗျတခုခုတွေ့မယ်ခဏနဲ့တမီမျိုးအဝါကျိုးမဟုတ်ဆိုရင်စိန်ကျိုးအနောက်ကျိုးနောက်ကျိုးမဟုတ်ဒီကျိုးပဲတော့မျိုးပဲစစ်စေရမယ်နော်ရနေအဝါကျိုးတဲ့တော်ရောက်ပြီဆိုရင်ဒီ socket ထဲမှာရောက်ပြီဆိုရင်နော်ဒီကနေမီကြီးတခလို့ထဲမှာရောက်နေဗျဟုတ်ပါတယ်နော်မီကြီးကလို့ထဲမှာရောက်မရောက်အဝါကျိုးမှာပြန်စစ်စေရမယ်နော်မီတာအသင်စိတ်ကြထားမယ်ဟုတ်လားနောက်တယ်အဝါကျိုးရနေအခလောထဲမှာရပြီနော်အမတပိုင်းစစ်စစ်မီလားမီနော်အမတပိုင်းကောင်းမကောင်းပြန်စစ်စေရမယ်နော်ဒီကနေအမတပိုင်းပြီးမီနီမီဝဲပဲကျနေတယ်နော်အခလောထဲမှာမီရောက်ပြီဆိုရင်နော်အခလောမရသေးဘူးလားမရသေးဘူးအခလောမနာမီပဲဒီလားစောင်းနေတယ်ဟုတ်တယ်ဒီမဲ့မီးတော့စောင်းနေတယ်နော်ဟုတ်လားမီးအဝပြီးပြီဆိုရင်အပြားမီးအဝေးအဖြူအားမီးနီးနော်ခလောနဲ့ညမျိုးလေနော်โอเคအဲအကြောင်းဥပမာခလောကောင်းမကောင်းနော်စစ်စီရမယ်ဥပမာခလောသိမစိတ်ဘူးဆိုရင်မီးကျိုးလိုက်စားလိုက်နော်မီးထွက်တာဦးတယ်မှာစားထွက်မယ်ဆိုရင်မီးကျိုးသိပြီးဟောအဝမှာမီးကျိုးဥပမာစစ်စီကောင်းမီးလာပြီပေါ့လက်ဒီရနေဥပမာမီးအဝဲဖြစ်နော်မီကျိုးနဲ့ကျိုးပူလိုက်တာဒီမျိုးပူမဲဆိုရင်မီအဝေးမီလေးမဲဆိုရင်အခလောက်ပြည့်မယ်နော်ဥပမာမီနီမီမလေးဆိုရင်ဒီမျိုးစစ်စီရမယ်နော်အဝါတဲ့အဖြူပေါ့ပူရမယ်နော်တဘောတရားဒီရနဲ့ဘူးနော်ဥပမာမီနီလေးမဲဆိုရင်အခလောက်မှာပဲဥပမာပူပြီးမီမလေးမှုဆိုရင်မီကျိုးစစ်စီရမယ်နော်โอเคမီကျိုးစစ်စီအချိန်မှာနပါတိအရင်မှာနော်မင်းဝင်ပြီးခလုံးနဲ့အပြာနော်အပြာကြီးပြသွားမယ်ဆိုတော့မီကြီးမှလာပါမီကြီးနော်နာမီကြီးမှလာပါတယ်ပြတာမီကျိုးမှနဲ့ချိုးစီရတယ်လားအပြာနဲ့ဖြူအပြာကောင်းမကောင်းပြင်စစ်စီမယ်အပြာမှာပဲညီရနေထင်နော်ဒီမှာရတယ်cảကောင်းတယ်ဟုတ်ပြဝေးဖြူနီးအပြာနီးလာဝေးလားအဝေးအပြားအဝေးအဝေးဟိုမှာစာမအဝေးအပြားရှိပဲအဝေးတော့လွယ်မကြီးဟိုမှာအပြာမီကျိုးကောင်းမီမလိမ်ဘူးမီလောထောက်ကြည့်ကောင်းဟုတ်လားအနောက်ကျိုးမမင်းနဲ့နော်အနောက်ကျိုးမှာပေါ်မယ်ဆိုရင်အစိမ်းမှာမယ်ပေါ့နော်ရတဲ့အမီကျိုးမှာအမယ်ပေါ့တော့ပူထားတယ်လေအစိမ်းကျိုးကောင်းမကောင်းလားအစိမ်းပါဖြစ်ကလောရတယ်ဒီကကောင်းကျိုးဒီဖက်ရတယ်နော်နောက်ကျိုးကောင်းမီမလူမှုဆိုရင်မီလောမှာပဲဗျစစ်စရာမနော်မီအဝေးဒီလိုမျိုးမီနီအဖြူစစ်စရာမနေရနဲ့နော်စစ်စရာခံပြီးတရားနေရနဲ့စစ်စီမနော်ကောင်းမကောင်းဖြူအနီမီကျိုနဲ့ဒီဖက်ထွက်ရေးကောင်းတယ်ဒီဖက်လာရင်အဖြူမှာမီကျိုးကျိုးသားထင်တယ်ဒီအကြောင်းမှာဒီအဖြူလာမယ်ဆိုရင်ကောင်းတယ်အဲ့အကြောင်းဒီမျိုးဆိုရင်ကောင်းပြီဆိုရင်နော်စစ်စီကောပြီးပြဿနာတစ်ခုတွေ့မယ်
မီလောမဟုတ်ဘူးဆိုရင်နောက်ကျိုးနောက်ကျိုးမဟုတ်ရင်အပေါင်ကျိုးပေါင်ကျိုးမဟုတ်ဘူးဆိုရင်အဝါကျိုးဟိုကနာအိုးထဲမှာစားထွက်နေတော့မဟုတ်ဘူးဆိုရင်ခလောက်ဒီမှာပဲပြန်လာတွေ့မယ်နော်ညနေမခဲ့ဘူးမိသားပတ်စရမလို့ပါတကယ်တော့လက်မီဆိုတော့မျိုးပဲနော်အဲကြောင့်ညနေမီနီမီဝေး စစ်စေးတာ လောက် နောက် လို့ မလေး Lo por lo ni, por el မနေ့ဖန်ရတယ်က စတကွာ